ဘာကြောင့် football group ဖြစ်နေလဲဆိုတာသိသွားပြီလားအဲ့လိုမျိုးမပြောတာတော်တော်လေးကြာပြီပေါ့နော်ဒီနေ့မှာတော့အဲ့လိုမျိုးလေးပြောခြင်းနဲ့ကျွန်တော်တို့ဘောလုံးရသည်တွေပြန်စနေရလဲကြာပြီဒါပေမဲ့ကျွန်တော် free ticket တွေမတင်ပေးပြဘူးဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော် free ticket တွေပေးသွားခြင်းနဲ့ကျွန်တော်အကြိုက်ပွဲလေးတွေကိုကျွန်တော်ပြပေးသွားခြင်းနဲ့သုံးသပ်ပေးသွားခြင်းနဲ့ပေါ့ဗျာကျွန်တော် free ticket တွေဒါမပေးပေမဲ့ကျွန်တော်ရဲ့ VIP ticket သိန်းတန်ရောင်းပွဲတွေကတော့ထွက်တယ်ကျွန်တော်တို့ PSG Super Cup ပွဲစဉ်တွေကနေစပြီးထွက်တာ9ရက်ရှိပြီကျွန်တော်နောက်ဆုံး4ရက်နိုင်ထားတယ်ပေါ့နော်နောက်ဆုံး3ရက်ဆက်လဲနိုင်ထားတယ်တရက်ပဲရှုံးသေးတယ်အဲ့တော့ဝယ်ခြင်းနဲ့စိတ်ပါဝင်စားလို့ရှိရင်ကျွန်တော်ရဲ့ဘာဘာနံပါတ်3996626998ဘာဘာမှာလာပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ရဲ့ VIP သိန်းနဲ့ရောင်းဝယ်တွေကတော့ပုံမှန်ပဲရှုံးရင်တစ်ဖုံးငွေ3သိန်းပြန်အမ်းပေးတယ်ပြား90နဲ့50အထက်နိုင်မှာ3သိန်းယူတာဖြစ်ပါတယ်ဒါပေမဲ့တမတ်ချက်တစ်ခုတော့ရှိတယ်3သက်ချက်မှာပါတဲ့ပေါက်ကြီးရတာအတီဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်3သက်ချက်နဲ့တကွာပေးတယ်ဒါတော့အရင်ရာသီတွေကလည်းကျွန်တော်အကြောင်းတီးပြီးသားလူတွေဆိုတော့ကျွန်တော်အများကြီး promotion ဆင်းစရာမလိုဘူးပြောစရာလည်းမလိုတော့ဘူးလို့ထင်တယ်ပြီးတော့ football ကုတုကိုဘန်မာဝင်ကျင်တယ်ဆိုပြီးလာမေးကြရတဲ့သူတွေရှိတယ်အခုစနေနေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောလုံးရသည်လီးတွေအကုန်လုံးပြန်စပြီပေါ့နော်အဲ့ကြလို့ရှိရင်တော့ကျွန်တော်မန်မာခေါ်ပြမခေါ်ပြပြန်ပြောပေးမယ်ကျွန်တော်ကတော့လောလောဆယ်ကျွန်တော်ရဲ့ VMB သိန်းတန်ရောင်းပွဲသမားတွေနဲ့ကျွန်တော်ပျော်ရွှင်နေတယ်ပေါ့ဗျာတိတ်တိတ်လေးကိုပြီးတော့ဒါပေမဲ့ကျွန်တော်ရဲ့ free tip သမားတွေကိုလည်းဒီရာဒီမှာပြစ်မထားပါဘူးကျွန်တော်စီစဉ်ပေးပါမယ်အဲ့တော့ဒီနေ့ကျွန်တော် free tip ပေးမယ်ဘယ်ပွဲတွေကိုပေးမှလဲဆိုရင်ဒီနေ့ကျွန်တော်တို့ချန်ပီယံလိပေါ့နော် qualification ပွဲစဉ်3ပွဲရှိတယ်အဲ့3ပွဲလုံးကိုကျွန်တော်အကြိုက်6ကွက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့အကြိုက်လို့ရင် live ဆော့ပေါ့အကြိုက်မတူလည်းဗကန်လို့ရတယ်ဒီနေ့ BNB သိန်းတန်ရောင်းပွဲတစ်ပွဲလည်းထွက်ပါမယ်ဝယ်ခြင်းလို့ရှိရင် Viber နံပါတ်3996626998ဘာဘာမှာလာပြီးတော့ဝယ်လို့ရတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားပြီးဖို့ကျွန်တော်တောင်းဆိုခြင်းနဲ့@football group 2026ဆိုတဲ့ Telegram channel လေးဖြစ်ပါတယ်အဲ့ဒီ channel လေးကို join ထားပါဘာလို့လဲဆိုတော့ကျွန်တော်ရဲ့မှန်လားမှားလားနေ့စဉ်ကျွန်တော်ရဲ့ရွေးချယ်မှု record တွေအကုန်လုံးနေ့တိုင်းမှာကျွန်တော် Telegram channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်လေ့လာလို့ရတယ်စုံစမ်းလို့ရတယ်မေးမြန်းလို့ရအောင်လို့ကျွန်တော်အဲ့ဒီ channel လေးကို join ထားစီခြင်းမှာဖြစ်တယ်နောက်ပိုင်းမှာလည်း free tip ကိုအဲ့ Telegram channel မှာပဲပေးပြီးဖို့များပါတယ်အဲ့တော့ကျွန်တော်တို့ပြောတင်တာလေးပြောပြီးပြီဆိုခတ်တက်လေးပဲကျွန်တော်30ချက်လေးကိုစလိုက်မယ်ပထမဆုံးပွဲအနေနဲ့ Dynamo Zagreb နဲ့ Viking ပွဲလေးကိုကျွန်တော်30ချက်လုပ်ပြီးသွားခြင်းနဲ့ဒီပွဲမှာ Dynamo Zagreb က 1+50 ဖွင့်တယ်ဂိုးမောင်းကြီး 3+30 ဖွင့်တယ်Viking ဆိုတာကျွန်တော်တို့ကြံခဲ့တဲ့နော်ဝေးလီမှာအမှတ်ပေးစရာအဆင့်1ချန်ပီယံဖြစ်ဘူဆွဲထားတာဖြစ်တဲ့အတွက်သူကတော့ဒီအဆင့်မှာဝင်ပြီးပြန်ရတာဖြစ်တယ် Dynamo Zagreb ကတော့ကျွန်တော်ချန်ပီယံလိကိုရင်းနှီးတဲ့အသင်းအမြဲတမ်းပါနေတဲ့အသင်းဖြစ်တယ်ခရိုအေးရှားကလပ်အသင်းဖြစ်တယ်တကယ်တော့အဆင့်ကွာရှားချက်အရာဆိုလို့ရှိရင်နော်ဝေးလီကပိုမြင့်တယ်ပေါ့နော်ခရိုအေးရှားလီကတော့ပိုနေတယ်ဒီအချိန်မှာ Dynamo Zagreb အနေနဲ့နောက်ဆုံး24ပွဲဆက်ရှုံးပွဲမရှိထားတဲ့ပြင်အိမ်ဝင်းဆိုလို့ရှိရင်သူတို့ရဲ့ကစားပုံကောင်းတယ်ဒါပေမဲ့အားနည်းချက်ကဒီနေ့မှာဂိုးသမားကတော့အနီးကပ်နဲ့ပွဲပယ်ခံထားရတယ်ပေါ့နော်ဒါပေမဲ့ Dynamo Zagreb အနေနဲ့နောက်ဆုံး24ပွဲရှုံးပွဲမရှိဘူးဒါပေမဲ့ဒီနေ့ဖွင့်ထားတဲ့ဈေးDynamo Zagreb ပေးထားတဲ့ 1+50 ဆိုတဲ့ကြီးကတော်တော်လေးသဘောကျကျင်စရာကောင်းတယ်24ပွဲဆက်မရှုံးထားဘဲနဲ့အိမ်ခွင်းမှာနိုင်ပွဲတွေဆက်နေတဲ့အပြင်ကစားပုံနဲ့အမြင့်ဆုံးပုံစံမှာရှိတယ်ဒါပေမဲ့တစ်ဖက်က Viking ကလည်း short တက်လို့မရဘူး Norway League ဆိုတော့ Norway ကတီးတဲ့အတိုင်းကျွန်တော်တို့ဒီနေ့ကမ္ဘာဖလားမှာလည်းအတန်အသင့်နေရာတစ်ခုကိုရောက်ခဲ့တာဖြစ်တဲ့အတွက် Norway League ကကလပ်အသင်းတွေကိုလည်းကျွန်တော်တို့ short တက်လို့မရဘူးပေါ့နော်ဒီအချိန်မှာ 1+50 ပေးထားတဲ့ဈေးကိုတော့ကျွန်တော်ကတော့သဘောကျတယ်ဒါပေမဲ့ဖွင့်ပေးထားတဲ့ဈေးကွက်မှာ Viking တကူရနိုင်တယ်ဆိုတဲ့ဈေးကွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ Dynamo Zagreb body ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်မချဘူးအဲ့တော့ဘလို့တွဲပြီးဆော့တင်လဲဆို Dynamo Zagreb နဲ့ Dynamo Zagreb ဂိုးပေါ်တွဲပြီးဆော့တင်တယ်ကျွန်တော် Chorus score အနေနဲ့ဆိုလို့ရှိရင်ဒီပွဲက 2-1 လောက်ကစကြည့်ရလိမ့်မယ်လို့ကျွန်တော်ပြောနေတယ် 2-1 3-1 ပုံစံမျိုး 3-2 အဲ့လိုပုံစံမျိုးတွေဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေတယ်ဒါပေမဲ့ Dynamo Zagreb နိုင်မယ်ဆိုလို့ရှိရင်တော့တကူနဲ့ကပ်ပြီးတော့အိမ်ဝင်းမှာနိုင်သွားလိမ့်မယ်လို့ကျွန်တော်တွေးတဲ့အတွက် Viking ကိုလည်းဂိုးပေးရမှာလို့ကျွန်တော်တွေးတယ်အဲ့တော့ကျွန်တော် Chorus score ကို 2-1 3-1 3-2 အဲ့လောက်ထိမှန်းနေတယ်ဒါကြောင့်မလို့ Dynamo Zagreb body နဲ့ Dynamo Zagreb ဂိုးပေါ်ကိုတွဲပြီးဆော့စီခြင်းပါတယ်အဲ့ဒီပွဲမှာနောက်တစ်ပွဲက Fenerbahce နဲ့ Lyon မှာ Fenerbahce အနေနဲ့ချန်ပီယံလိပြိုင်ပွဲမှာပါတဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတော်တော်လေးမြင့်တယ်။နတ်တန်အကီတို့ခေါ်ထားတယ်။ပြီးတော့ရှေ့တန်းမှာဆိုလဲ Greenwood တို့ Talisca တို့ပြီးတော့ဟိုတနည်းကလည်း Lukaku ကိုခေါ်ထားတယ်။ဒါတော်တော်ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုလို့ပြောလို့ရတယ်။ Fenerbahce အနေနဲ့ဒီလိုလူစရင်ကွင်းလယ်မှာလဲကန်တီတို့Guendouzi တို့ရှိနေရဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပြီးတော့နောက်တန်းညာဆွန်မှာလဲစီမီဒိုတို့ဖြစ်နေတယ်ဒီကစားသမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ Premier League ကြီးရဲ့လူတော်တော်များများလဲရင်းနှီးတယ်အဲ့တော့ဒီလိုလူစင်းရှိတဲ့အသင်းတစ်သင်းဟာချန်ပီယံလိမှာဝင်ဝင်ရတဲ့တယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်ရင်းနှီးမြှုပ်နှံမှုကောင်းကောင်းလဲလုပ်ထားတယ်ဒီကစားသမားတွေကိုခေါ်ထားတယ်ဆိုတာချန်ပီယံလိမှာဝင်ပြိုင်ခြင်းလို့ဖြစ်တယ်လို့ကျွန်တော်တွေးတယ်ဒီနေ့မှာ Lion လို့အသင်းကိုအိမ်ဝင်းကနေ level 80ပြည့်ဝပေးထားတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ Fenerbahce အမှားမခံဘူး
လိုင်းရောအိမ်ဝင်းဆိုလို့ရှိရင်သူနည်းနည်းခက်ခဲသွားမှာဖြစ်တဲ့အတွက်သူ့ရဲ့တူရကီမြေမှာတူရကီအိမ်ဝင်းမှာငါဖီနာဘာချီအနေနဲ့အမှားမခံပဲတေးချကစားသွားလိုက်မယ်လို့မြင်တယ်နောက်ဆုံးပွဲတွေမှာလည်းပေးကိုတွေနဲတယ်ဒါပေမဲ့ကျွန်တော်သတိထားမိနေတာဖီနာဘာချီအနေနဲ့ပေးကိုပေးရလိမ့်မယ်လို့ကျွန်တော်တွေးတယ်ပေါ့နော်ဒီနေ့မှလည်းကျွန်တော်ဘာကြိုက်လဲဆိုလို့ရှိရင်တော့ဖီနာဘာချီဘော်ဒီနဲ့ဖီနာဘာချီဂိုးဘော်လေးကိုတွဲပြီးဆော့ခြင်းတယ်။ဘာကြောင့်ဂိုးဘော်လေးကိုတွဲပြီးဆော့စေခြင်းလဲဆိုဖီနာဘာချီဂိုးဘော်ကိုကျွန်တော်တို့တက်စတာအနေနဲ့နည်းနည်းလိုက်နေတာနည်းနည်းလေးများပြီပေါ့နော်။အဲ့တော့ဒီနေ့မှာတော့ဖီနာဘာချီမထင်မှတ်ပဲဂိုးဘော်ခြင်းလည်းပေါ်သွားနိုင်တယ်။အဲ့တော့ကျွန်တော်ကဖီနာဘာချီနဲ့ဖီနာဘာချီဂိုးဘော်ကိုတွဲပြီးယူခြင်းပါတယ်။နောက်ဆုံးတပွဲအနေနဲ့ဆိုဖီယာနဲ့AEKA တင်ပေါ့နော်ဆိုဖီယာကတော့ကျွန်တော်တို့ဘရာသာတို့အနေနဲ့တော့ယင်းနှီးမှာမဟုတ်ဘူးကျွန်တော်တို့ဒီဇိုင်းအနေနဲ့တော့နည်းနည်းလေးယင်းနှီးတယ်။ဘာကြောင့်လဲဆိုတော့ချန်ပီယံလိကိုပထမအကြောက်အဆင့်ကနေစပြီးပြန်ရတာဖြစ်ပြီးတော့3ပွဲကန်ပြီးပြီပေါ့နော်3သင်းကန်ပြီးပြီ6ပွဲပေါ့အဲ့6ပွဲမှာရှုံးပွဲမရှိဘူးပေးကိုကလည်းနဲတယ်တော်တော်လေးကိုခံစစ်ကျစ်တယ်ဒီသင်းကကျွန်တော်တို့ဘူဂေးရီးယားကလပ်ပေါ့နော်ဘူဂေးရီးယားကလပ်ဆိုပြီးမြဲဘူဂေးရီးယားကစားသမား2ယောက်လောက်ပဲပါတယ်တခြားနိုင်ငံတွေကကစားသမားတွေပို့ပြီးများတယ်ပေါ့နော်အဲ့တော့ AEKA တင်ကတော့ Green မှာမနစ်ကဘိုးဆွဲထားတာဖြစ်တဲ့အတွက်ဒီအဆင့်မှာစပြီးပြန်ရတာဖြစ်တယ်ပေါ့နော်ဒီချန်ပီယံလိပြိုင်ပွဲတွေကရှုံးထွက်အဆင့်တွေဖြစ်တဲ့အတွက်အရန်အရေးကြီးတယ်တိတ်တိတ်ချာချာကန်ကြလိမ့်မယ်လို့မျှော်လင့်တယ် Lucky Sophia ကလည်းဂိုးအောက်စီးရိုက်စီလို့ခံစစ်လည်းမာတယ် AEKA တင်ကလည်းနည်းနည်းခံစစ်မာတဲ့အတင်ဖြစ်တဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်ဇုံအောက်ကိုကြိုက်တယ်ဆိုဖီယာနဲ့ဆိုဖီယာဂိုးအောက်ကိုကျွန်တော်ပို့ပြီးသဘောကျတယ်ကော်ရစကိုအနေနဲ့မှန်းဆိုလို့ရှိရင်တော့ကျွန်တော်1-1 ဆိုတဲ့ရလဒ်မျိုးကိုကျွန်တော်မှန်းနေပါတယ်အဲ့တော့ကျွန်တော်ပေးခဲ့တဲ့ပွဲကိုအစဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်ကျွန်တော်တို့ဒိုင်းမိုဇာဂရက်နဲ့ Viking ပွဲမှာဒိုင်းမိုဇာဂရက်နဲ့ဂိုးပေါ်ကြိုက်ပါတယ်ကော်ရစကိုအနေနဲ့ဆိုလို့ရှိရင်2-1-3-2 3-1လို့ကျွန်တော်မှန်းတယ်ဖီနာဘာချီနဲ့လိုင်ယွန်ပွဲမှာဆိုလို့ရှိရင်ဖီနာဘာချီနဲ့ဖီနာဘာချီဂိုးပေါ်ကြိုက်တယ်ကော်ရစကိုအနေနဲ့ဆိုရင်ဖီနာဘာချီ2-1ဆိုတဲ့ရလဒ်မျိုးကိုမှန်းနေပါတယ်လက်ဗီဆိုဖီယာနဲ့ AEKA တင်ပွဲမှာတော့ဆိုဖီယာဘော်ဒီဆိုဖီယာဂိုးအောက်ကိုကျွန်တော်ကြိုက်ပါတယ်ကော်ရစကိုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်1-1 ဆိုတဲ့ရလဒ်မျိုးကိုကျွန်တော်မှန်းနေပါတယ်အားလုံးပဲအဆင်ပြေကြပါသည်ကျွန်တော်ရဲ့ Telegram Channel လေးဖြစ်တဲ့ Football Guru 2026ဆိုတဲ့ Telegram Channel လေးကို join ထားပေးပါအဲ့မှာလည်းနောက်ပိုင်း free tip တွေတင်ပေးပါမယ် BNB တစ်သိန်းတန်ဝယ်ခြင်းတဲ့သူတွေကကျွန်တော်ရဲ့ဘဘနံပါတ်39966269 ဘဘလာပြီးတော့ဝယ်လို့ရတယ်လို့ပြောချင်ပါတယ် BNB တစ်သိန်းတန်ရောင်းဝယ်တွေကတော့ရှုံးလို့ရှိရင်တစ်ဖုံးငွေတစ်သိန်းပြန်အမ်းပေးပါတယ်ပြား90နဲ့50အထက်နိုင်မှာတစ်သိန်းကိုယူတာဖြစ်ပါတယ်တတ်မှတ်ချက်တစ်ခုတော့ရှိပါတယ်ကျွန်တော်ရဲ့သုံးသက်ချက်မှာပါတဲ့ပေါက်ကြီးကသာအတီးဖြစ်တယ်လို့ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရာဒီမှာအစမှာ okay လေးမယ်လို့မျှော်လင့်ပါတယ် Football Guru လို့ခေါ်ပါတယ်